ဒီဇလန်းလေးကတော့ဆာယာကာလို့ခေါ်တဲ့ကောင်မလေးတစ်ယောက်ရဲ့ဘဝအကြောင်းနဲ့စတင်ထားပါတယ်။ဆာယာကာကသူ့ဘဝကြီးကိုဘယ်တော့မှမတရားဘူးလို့ခံစားနေရတဲ့သူပေါ့။အဖေကလည်းဆုံးပါသွားပြီးအမေကလည်းနောက်အိမ်ထောင်နဲ့အသစ်ပြန်ဆသွားတော့သူမမှနှွေးထွေးတဲ့မိသားစုဆိုတာမရှိတော့သလောက်ပါပဲ။အလုံးမှာဆိုလဲအင်ချမ်းမြေအကျိုးဆောင်အဖြစ်လုပ်နေပေမဲ့အမြဲတမ်းပြဿနာတက်ပြီးအဆုခံနေရတတ်တယ်။ဒီလိုနဲ့တငယ်ချင်းရီးရီးနီးနီးလည်းမရှိရီးစားလည်းမရှိတဲ့သူမရဲ့နှီးစဉ်ဘဝကြီးကအယမ်းကိုပြင်းစရာကောင်းပြီးအထီးကျန်နေခဲ့ပါတယ်။အိမ်မှုကိစ္စတွေလည်းတိတ်မလုပ်တတ်တော့နေတိုင်းလိုအသင့်စား fast food တွေကိုပဲစားပြီးအသက်ဆက်နေရတာပေါ့။တညကျတော့ထူးဆန်းတာတစ်ခုဖြစ်လာတယ်။ဆာယောက်ကာကအိမ်မက်ထဲမှာအိမ်ရှိမှအေးဆက်ပြီးထိုင်နေတဲ့ကောင်လေးတစ်ယောက်ကိုတွေ့လို့အိမ်ထဲခေါ်သွင်းလိုက်တယ်လို့မှတ်တာပါ။ဒါပေမဲ့မနဲ့နိုးလာတော့အဲ့ဒီကောင်လေးကတကယ်ကြီးသူမရဲ့မိဖို့ကြောင့်ထဲမှာရောက်နေပြီးမနှက်စာတောင်ချက်နေပါရောလားသူမလည်းအံ့ဩသွားပေမဲ့အဲ့ဒီကောင်လေးချက်ပေးတဲ့မနှက်စာလေးကိုစားလိုက်ရတဲ့အချိန်မှာအတော်ကြာပျောက်ဆုံးနေတဲ့ပျော်ရွှင်မှုနဲ့နှွေးထွေးမှုကိုပြန်ခံစားလိုက်ရတယ်ဒါနဲ့ပဲအီဆူကီလို့နာမည်ရတဲ့အဲ့ဒီကောင်လေးကိုသူမရဲ့မွေးနေ့ဖြစ်တဲ့ဩဂုတ်လ15ရက်နေ့အထိ6လတိတိအတူနေထိုင်ဖို့ခွင့်ပြုပေးလိုက်ပါတော့တယ်အဆူကီရောက်လာပြီးနောက်ပိုင်းဆာယာကရဲ့ဘဝကြီးကတိတိတတ်တာကိုအယောင်သွေးစုံလာခဲ့တယ်။အဆူကီကရုပ်ချောပြီးသဘောကောင်းယုံနဲ့မကဘူး။ဟင်းချက်တာလည်းအယမ်းတော်တယ်။အထူးသဖြင့်ခြံထဲမှာပေါက်နေတဲ့ရိုးရိုးပေါင်းပင်တောပင်လေးတွေကိုတောင်အရသာရှိတဲ့ဟင်းပွဲတွေဖြစ်အောင်ဖန်တီးတတ်တဲ့သူပေါ့။အဆူကီကမနက်ပိုင်းအိမ်အလုပ်တွေလုပ်ပြီးခြင်းလို့ညဆိုင်အလုပ်ကိုပဲရွေးလုပ်ပေးတယ်။ဆာယာကအလုပ်ကနေစိတ်ညစ်ညစ်နဲ့ပြန်လာတိုင်းနှစ်သိမ့်ပေးတယ်။ရုံပေးရက်တွေဆိုစပီးလေးတွေစီတောပင်လေးတွေရှာဓာတ်ပုံတွေရိုက်ရင်အချိန်ဖြုံးကြတယ်။ဒီလိုနဲ့တန်ရောစင်တွေတဖြည်းဖြည်းတိုးလာကြတယ်။တနေ့မှာဆာယာကအဆူကီကိုတခြားအမျိုးသမီးတစ်ယောက်နဲ့ရင်းရင်းနှီးနှီးတွေးလိုက်ရလို့တဝွန်တိုပြီးပြဿနာတက်ကြရကနေနှစ်ယောက်သားရင်ထဲကအချစ်တီကိုဖွင့်ပြောမိသွားပြီးတရားဝင်ချစ်သူတွေဖြစ်သွားကြပါတော့တယ်။ပျော်ရွှင်စရာအချိန်လေးတွေကတိတ်တော့မကြာလိုက်ပါဘူး။6လပြေးလို့ဆာယာကရဲ့မွေးနေ့ကိုအတူတူကျင်းပပေးပြီးနောက်တစ်နေ့မှာပဲအဆူကီကရုတ်တရက်ပျောက်သွားခဲ့တယ်။နှုတ်ဆက်စာတိုးလေးတစ်စောင်ပဲထားခဲ့တာလေ။ဆာယာကတယောက်ယူမတက်ခံစားရပြီးလိုက်ရှာပါသေးတယ်။တငယ်ချင်းကိုနောက်ယောင်ခံလိုက်မိလို့ရဲစခန်းရောက်တဲ့အထိပြဿနာတွေဖြစ်နောက်ဆုံးသူမအမေနဲ့ပါပြန်အဆင်ပြေသွားခဲ့ရတယ်။အဆူကီပြန်မလာတော့ဘူးဆိုတာကိုလက်ခံလိုက်ရပြီမေသူမရင်ထဲမှာတော့အဆူကီကိုအယမ်းချစ်နေသေးပါပဲရုံးကကောင်လေးတစ်ယောက်ကလာကြိုက်တာတောင်လက်မခံပဲအဆူကီတင်ပေးခဲ့တဲ့အတိုင်းတောပင်လေးတွေရှာဟင်းတွေချက်စားရင်အလွမ်းဖြေကဘဝကိုဆက်လျှောက်လန်းနေခဲ့ပါတယ်တနှစ်တိတိကြာသွားတဲ့အချိန်သူမရဲ့မွေးနေ့မှာပဲအဆူကီစီကနေပါဆယ်ထုပ်လေးတစ်ခုရောက်လာတယ်အထဲမှာကအဆူကီကိုယ်တိုင်ရေးထားတဲ့တောပင်တွေအကြောင်းစာအုပ်လေးပါအဲ့ဒီစာအုပ်မှာပါတဲ့လိပ်စာကနေတဆင့်သတင်းစာရှင်းလင်းပွဲတစ်ခုကိုဆာယာကလိုက်သွားခဲ့တယ်အဲ့ဒီမှာသူမသိလိုက်ရတဲ့အမှန်တရားကတော့အဆူကီဟာတာမန်လူမဟုတ်ပဲနာမည်ကြီးပန်းအလှပြင်ပညာရှင်ရီယူမေတိုမေရဲ့သားဖြစ်နေတာပါပဲမိသားစုအမွေကိုမဆက်ခံခြင်းပဲကိုပိုင်လမ်းကြောင်းကိုရှာဖွေခြင်းလို့အိမ်ကနေထွက်ပြေးလာခဲ့တာလေကိုနဲ့အဆင်အတန်မတူဘူးဆိုတာကိုသိသွားတဲ့ဆာယာကလည်းစိတ်ပြက်လက်ပြက်နဲ့ပဲအိမ်ကိုပြန်လှည့်လာခဲ့ပါတယ်။ဒါပေမဲ့အိမ်ရှိကိုလည်းရောက်ကောပထမဆုံးတွေ့ခဲ့တဲ့နေ့ကလိုပဲအစ်ဆုကီကရက်ဆောင်နေခဲ့ပါတယ်။သူကကိုလန်းကိုရှာဖို့ထွက်သွားခဲ့ပေမဲ့ဆာယာကာနဲ့အတူရှိမှသာသူ့ဘဝကပြည့်စုံတယ်ဆိုတာကိုသိသွားလို့အပီးအပိုင်ပြန်လာခဲ့တာလေ။နောက်ဆုံးမှာတော့အစ်ဆုကီကဆာယာကာကိုလက်ထပ်ခွင့်တောင်းပြီးနှစ်ယောက်သားပျော်ရွှင်စွာနဲ့ပေါင်းဖက်သွားကြပါတော့တယ်။ဒီဇလန်လီကနေရလိုက်တဲ့သင်ခန်းစာကတော့ကိုချန်ထဲကပေါက်ပင်လေးတွေကိုတောင်စားချင်စရာဖြစ်အောင်ချက်ကျွေးတတ်တဲ့ကောင်းချောချောလေးကိုများတွေ့ခဲ့ရင်သူနာမည်ကြီးစာရေးစရာဖြစ်ပြီးထွက်မပြေးသွားခင်မြန်မြန်သာလက်ထပ်လိုက်ပါလို့အကြံပေးပါရစေ။